ကားလာပြောရလူမပြောချက်လဲ King of Swords ထွက်လာတယ်နော်မပြောချက်လဲ Okay ဒါရီတပြန်လေး air sign ဖြစ်နိုင်တယ်နော်ဒီချက်စစ်စားလေးအမြဲထွက်တယ်ဒီ deck ကင်လိုက်ရင်ပို့ထွက်တယ်နော်ကဲဘာပြောချင်လဲခုစကားပြောရလူပေါ့နော်ကြည့်နေလူကဘာပြောချင်လဲဆက်လောက်ရပါအောင် Okay Knight of Cups လေးချက်တယ်ကြည့်ပါဦးအမဟဲအမငမန်းနော်ဒီမှာဒီလူမှာနော်မျိုး duality လေးတော်တော်ရှိတယ်နော်အဲ့ဒီမှာနည်းနည်း message တွေရတယ် okay ဘာပြောချင်လဲဒီလူဘာပြောချင်လဲဘာပြောချင်လဲဒါကဒီလိုထွက်လာဒီလိုထွက်လာမသိဘူး not 3 of sword the journal ရဲ့ journal ဖြစ်မှာ Capricorn မှာထင်တယ် journal အကြောင်းပြောတာဆိုတော့ journal ရေးနေပြီနော်ခုနကနည်းနည်းဆက်နေကြရနော်သတိထားမိလား Okay ကဲဘာပြောချင်လဲဘာပြောချင်လဲ Nine of Cups Okay နောက်ဆုံးတကက်လေးနောက်ဆုံးတကက်ကလေးပြောပါအောင်ဒီလိုဘာပြောချင်လဲခုကြည့်နေရလို့ချက်လာTen of Cups oh my goodness guys ဟဲ့ကလေးကြောင်ရမ်းပါတယ်ဒါပါလေ Five of Cups oh Knight of Swords okay ဘာဒီလိုဘာပြောချင်တာလဲဘာပြောချင်တာလဲ Okay I'm trying to get your attention. Is it working? Thank you. ဘာပြောချင်လဲဒီလိုနော်အခုချင်းနေလို့ဘာပြောချင်လဲဟေးပတ်စာတွေထပ်ရေးဖို့ရှိတယ်ဒါပေမဲ့မရေးဖြစ်တယ် I'm not courageous ဆိုတော့မနေ့ကလည်းထွက်လာတယ်ဒီဟာလေးနော်ဟုတ်လားလေဘာပြောချင်လဲဒီလိုဘာပြောချင်လဲ For the greatest and highest good I love you ရနော်ဒီလိုကချက်တယ်ချက်ပေမဲ့ဟာပြောတာချက်တာတော့ချက်တယ်ဒါပေမဲ့အဲ့လီတဲ့ဒီမှာလီပူပေါင်းလေးတွေတွေ့လားလီပူပေါင်းလေးတွေplus ဟိုပါလဲစက်ပြပူပေါင်းလေးတွေဒီမှာလဲတွေ့လားအသေးလေးဆိုတာစက်ပြပူပေါင်းလီတဲ့ပဲရှိတဲ့အချစ်မျိုးဖြစ်မှာတော့ဖြစ်မှာကျွန်တော်ဘာလို့ I'm not courageous enough လို့ပြောနော်ဘာပဲဖြစ်ဖြစ်ကျွန်မလေးကဘာလဲ closer လား close ဘာလဲ Natalie Portman နဲ့လေဘာလဲမင်းသားမျက်စိထဲမှာမြင်တယ်ပါဇက်ကနေပြီးပြောအဲ့မင်းသားနာမည်မထွက်ဘူးဖြစ်နေအဲ့ကျွန်မရဲ့ပြဿနာပဲJude Law နော် Jude Law နဲ့Natalie Portman ကလေပြောဇလန်တော့မှတ်ပြီးတော့ပြောကြည့်ခဲ့ရွှေရှင်အများကြီးရှိတယ်တချင်နေအများကြီးနားထောင်ခဲ့တယ်လို့ပဲပြောရွှေရှင်နေအများကြီးကိုကြည့်ဘူးလားနောက်ဆိုအဲ့ကားထဲမှာ Natalie Portman ပြောတာလေနင်းပြန်နားထောင်လိုက်ရမယ်အချစ်တယ်လို့ပြော I love you လို့ပြောတော့လေဘယ်မှာလဲအဲ့အချစ်မမြင်လည်းမမြင်ရဘူးခံလည်းမခံစားရဘူးနောက်ဘာလဲမသိပြောသေးရဲ့ Natalie Portman ပြန်စွာတာလေချစ်တယ်လို့သာပြောတာဟုတ်တယ်လေမြင်လည်းမမြင်အောင်ငါခံလည်းမခံစားရဘူးနဲ့အဘာမှအကျိုးမရှိဘူးပေါ့နော်သိမလားချစ်တယ်ဒါပါဇက်နဲ့ပြောတာနော်အမ Jude Law ပြောတာလေချစ်တယ်လို့ I love you လို့ပြောလိုက်တော့ Natalie Portman where is this love နင်ချစ်တယ်လို့သာပြောနေတာဘာလဲဘာမှလဲအချစ်ကငါခံလည်းမခံစားရဘူးနော်မြင်လည်းမမြင်ရဘူးအဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်မှာလဲအဲ့ဟာလေးဆိုတာသွားမြင်တယ်ဒီ bubble လေးတွေ့ရတယ်သူ့အချစ်ကလေထဲမှာပေါ့နော် bubble ပဲပုံစံလေး oh my goodness guys level up
ယောက်ျားလေးပဲဖြစ်မိန်းမလေးပဲဖြစ်ဖြစ်ချစ်တာတို့ချစ်တယ်ဆိုရခံစားချက်ကိုပေါ့နော်အဲ့ဒါခံစားအဲ့ဒါလူတိုင်းอ่ะပေါ့နော်ဟော်မုန်းတွေအဲ့ကြောင့်ပြောတာအချစ်ဆိုတာဟော်မုန်းတွေထကြွတာပဲဆိုတော့လေဆိုတော့ဟော်မုန်းထကြွတာလောက်ကိုအချစ်ဆိုပြီးမပြောနဲ့နော်ဆိုတော့အဲ့လိုလူတွေကအများကြီးပဲကိုချစ်မှန်းမသိဟော်မုန်းတွေထကြွနေမှန်းမသိနော်အဲ့လိုမဖြစ်နဲ့နော်ဆိုတော့လူကဘလို့မှကိုယ့် energy ကိုတကယ် ground กว่าတကယ်တမ်းကိုရင်းချက်တဲ့လူတွေမှာဒီဟာငါတကယ်မေတ္တာနဲ့တကယ်တမ်းကိုချစ်တာလားဒါမှမဟုတ်ဟိုမုန်းနေတောင်းကျမ်းတာလားဆိုတော့ခွဲခြားနိုင်တာသိရလားဆိုတော့ဒီလူကအဲ့လိုမျိုးเนาะ night energy မျိုးရှိရယ် night of cups အဲ့လိုပဲဟာချစ်နောက်ကပြားရေးမယ်စာရေးရေးမယ်အချစ်ကြောင်းတွေဖွင့်နေမယ်ဆိုတော့တကယ်တမ်းလက်တွေ့ကြပေါ်လာနိုင်တဲ့အချက်လားဆိုလည်းမဟုတ်ဘူးအဲ့လူကအဲ့လိုဖြစ်လိမ့်မယ်เนาะသူဟာ king of sword ဖြစ်တယ် king of sword ဖြစ်တဲ့အတွက်ကြောင့်မလို့သူဟာဘယ်လိုခေါ်မလဲလူကြီးတစ်ယောက်ဖြစ်လိမ့်မယ်เนาะ king ဆိုတဲ့ energy ရလာပြီ king of swords ဆိုတော့အုံနောက်လည်းအရန်သုံးတဲ့လူเนาะလူပေါင်းထဲမှာသူဟာယာဒူးတွေဂုံတွေအဆင့်တစ်ခုရှောင်းနေတဲ့လူတစ်ယောက်ဖြစ်ရင်ဖြစ်ပေမဲ့သူ့အထဲကဟော်မုန်းထိန်ချုပ်နိုင်စွမ်းရတော့ဒီ Knight of Cups energy Knight of Cups အရွယ်အဆင့်ပဲရှိမယ်เนาะဆိုတော့ level up เนาะ level up ဘာဖြစ်လို့ဆိုရက်ကြတွေကလေဖြာရှည်တော့မယ်ရက်ကြတွေသနာဖို့ကောင်းတယ်နော်ယောက်ျားလေးတွေကသနာဖို့ကောင်းတယ်ဒီမှာဘာအကြောင်းပြောနေခုနနေ့ကင်ဘတ်တွေပြင်ထွက်တာသတိထားကြနော်အရှမ်းပူတာနော်ဖြမကြည့်နေတဲ့လူတွေထဲမှာဖြမတို့လိုမျိုးပေါ့နော်အပူပိုင်းဒေတာလူတွေပူပိုင်းဒေတာရတယ်နော်ဆိုတော့အဲ့လိုလူတွေနေ့ဘတ်တွေနော်အပူတန်းအပူရှိန်ဟိုလေကြောက်ဖို့ကောင်းလိုက်တာညလည်းပူတာပါပဲနေ့လည်းပူเนาะကျွန်တော်တို့ကရန်ကုန်ကလူတွေဆိုပိုဆိုးတယ်เนาะတခြားနိုင်ငံကလူတွေဆိုတော်သေးတယ်ရန်ကုန်ကလူဆိုမြည်လည်းမလာပါဘူးရှင်เนาะမြည်မလာဘူးမြည်ကိုချွေတာပြီးသုံးနေရတယ်ဆိုပြဿနာတွေဒုက္ခတွေကြီးပဲเนาะဆိုတော့ရတွေကလို့ပြောရမယ်လူတွေကိုအဲ့လိုဒုက္ခတွေပြဿနာတွေเนาะနာကျင်မှုတွေမလွန်လားအဲ့တဲ့ပေါ့เนาะခံစားနေရတဲ့ဒီမကောင်းတဲ့ခံစားမှုတွေเนาะ emotion တွေထွက်တာနင်းနေများနေအောင်เนาะကျမတို့လူတွေအများကြီးရှိရယ်လုပ်ပေးချင်လားအဓိကအဲ့ဟာတွေကဘာနဲ့စလဲ relationship နဲ့စတယ်เนาะကျွန်တော်ခုနပြောနေတဲ့ယောက်ျားလေးတွေကြာယောက်ျားလေးကအယက်နာဖို့ကောင်းတယ်လို့ကျွန်တော်ပြောတယ်เนาะဘာကြောင့်လဲเนาะဆိုတော့ကလေးမွေးလာပြီဆိုရင်ယောက်ျားလေးမင်းကလေးเนาะသားလေးရယ်သမီးလေးရယ်ဆိုတော့သမီးထက်sorry သားထက်သမီးကိုပို့ပြီးတော့မိဘတွေကပို့ပြီးတော့ကျင်နာမှုပို့ပေးတယ်ယူရမှုပို့ပေးတယ်ကာကွယ်ဆောင်ရှောက်မှုပေးတယ်เนาะပို့ပြီးတော့လုံခြုံမှုပို့ပေးတယ်เนาะအိမ်အောင်စုတိုင်းကိုဆိုလို့เนาะမိသားစုတိုင်းကိုဆိုလို့ဒါပေမဲ့များသောအားဖြင့်เนาะဘာကြောင့်လဲတချို့မိဘတွေရဲ့စိတ်ထဲမှာယောက်ျားလေးတွေဆိုရင်ဘာလဲကြန့်ခိုင်အောင်နဲ့ငယ်ငယ်ကလေးကယောက်ျားလေးဆိုတတိရှိရမယ်ကြန့်ခိုင်ရမယ်ယောက်ျားလေးဆိုမငိုရဘူးเนาะယောက်ျားလေးဆို emotional မဖြစ်ရအဲ့တော့တို့တွေရဲ့စိတ်ထဲမှာဘာရှိလဲဆိုငယ်ငယ်လေးကလေးကကြန့်ခိုင်အောင်အရင်ကြီးမချစ်ဘူးအရင်ကြီးလာသားလေးကိုတော့ချစ်တာပေါ့ဒါပေမဲ့နည်းနည်းကြီးလာတဲ့ရွေးသူကဗာလဲ train လုပ်တယ်ဆိုပြီးတော့train လုပ်တယ်ဆိုပြီးတော့နည်းနည်း come on tough boy တို့ tough be a tough man okay ဆိုသိရမလားအဲ့လိုမျိုးတွေလေအဖေတွေကပဲဖြစ်ပို့ပြီးတော့ so အဲ့ဟာမှန်လားဆိုအဲ့ဟာတွေကမှားတယ်လို့ပြောစမှာပေါ့နော်ဘာဖြစ်လို့လဲဆိုကလေးတွေကအတူတူပဲဖြောပြပြီကလေးတွေကเนาะဘာဒီကိုဝန်ဒီ bite ထဲမှာပေါ့နော်မိခင် bite ထဲမှာဘလောက်ဖြစ်မလဲ third trimester နည်းခဏလေးကျွန်တော်ပြန်ကြည့်ပေးမယ်ဟုတ်တယ် third trimester လောက်ကြာတယ်ဒါစပြီးတော့9နှစ်10နှစ်လောက်ထိကိုအရှမ်းနုနေတယ်เนาะ bite ထဲမှာမို့လို့ကလေးတွေကိုဟိုဘယ်လိုခေါ်လဲမခံစားရအောင်မထင်နဲ့
မိဘရဲ့ energy ပတ်ဝန်းကျင် energy တွေကအကုန်ထဲဝင်တယ်နော်အကုန်ထဲဝင်တယ်ကြီးတဲ့အထိအကုန်လုံးအကုန်စုပ်တာ sponge လို့ပဲအကုန်စုပ်တယ်အကုန်တင်ယူတယ်ဖြစ်ပျက်နေတဲ့ဘေးပတ်ဝန်းကျင်မှာဖြစ်ပျက်နေသမျှအရာအားလုံးအကုန်လုံးသူတွေဟာဆုပ်ယူနိုင်စွာတင်ယူနိုင်စွာအားရှိအကြောင်းကိုကအကောင်းတင်ပေးမှာလားအဆိုးတင်ပေးမှာလားဆိုတာကိုပေါ်အများကြီးမူတည်ရမိဘတွေကနော်ပတ်ဝန်းကျင်ဆိုတော့တွေ့နေရတော့ကျွန်တော်နိုင်ငံကတော့ဆင်းရဲတာပေါ့နော်အဲ့ဟာတော့ဝမ်းနေပေါ်တိုင်းအဲ့ဟာပေါ့ဒီ shift ကတော့တခုကတော့လုံမရမယ်နော်ဒီဆင်းရဲတဲ့ဒုက္ခရောက်တဲ့အခြေအနေတွေကမကောင်းဘူးအဲ့ဟာနဲ့တင်ဆိုပြီးတော့ဒါဖြစ်မှာပြောတဲ့ဘယ်တော့မှထူးခြားမလာမယ်ဟာမျိုးပေါ့နော်ခုနဒီနေရာလေးနော်ဆိုတော့မိဘတွေကအရန်တောင်းအရန်ရှိသွားပြီနော်ကလေးတွေအရန်တောင်းအရှိဆုံးဟာကလေးတွေကိုခေါ်သွင်းလာတယ်မိဘတွေပဲနော်ကဘာကြီးခုပူနေရလဲမိဘတွေကြောင့်ပဲဟုတ်တယ်မိဘဆိုတာတခါတာသမီအဲ့ဟာတွေနဲ့ပဲ generation to generation ဆိုတာတော့မပြည့်မဲနဲ့အမွေဟာလဲလက်ဆင့်ကမ်းလာတာလေနော်ဆိုတော့အရန်ရေးကြည့်ရကိုယ့်ရဲ့လက်ထက်မှာကိုယ်ဟာလေးပြင်လိုက်လို့ရတယ်နော်လူနည်းစုအဲ့ဟာတွေသိတာတော့ရှိတာတော့ရှိရနော်လူမျိုးကိုသားသမီးရောသားသမီးရောအရန်ချစ်တယ်နော်ချစ်တယ်ပိုးမွေးသလိုမွေးတယ်အဲ့လိုဟာတွေကအရန်ကိုအဆင်ပြေအဲ့အကြောင်းပြောပါနော်အိမ်တော်တစ်ခုပြုတ်မယ်ဆိုတော့ဖက်ကအဆင်ပြေဖို့လိုတယ်ဖက်ကနော်အကုန်လုံးကအဆင်ပြေဖို့နော်အဖက်အဆင်ပြေတာလိုသလိုမိဘနှစ်ယောက်ရဲ့ဆက်ဆံရေးနော်သူနှစ်ယောက်ရဲ့ relationship ဘယ်လိုခေါ်မလဲဘယ်လိုအခြေအနေရလဲအရေးကြီးအကုန်အရေးကြီးအဲ့တော့လူတွေလေလွယ်ကူကူယူကြလွယ်ကူကူကလေးမွေးကြဆိုခေါင်းတွေလေသူစားခေါင်းတွေကြီးတာဒုက္ခပဲဘယ်လိုတွေများဘယ်လိုလူသားလေးတွေများဒီကျွန်တော်တို့ရဲ့လူမှုတိုင်းဝိုင်းနဲ့ခေါ်သွင်းလာမှမသိဘူးเนาะဆိုပြီးသူစားဖြစ်ပါလိမ့်ရှင်သေးတာเนาะအခုများအသက်23နှစ်နဲ့လေเนาะကိုဝင်နေရကြကလေးတွေမွေးကြတယ်အများကြီးပဲเนาะဝမ်းနေဖို့ကောင်းတယ်ဆိုတော့ပညာပေးနိုင်မဲ့လူတွေအများကြီးပေါ်လာတယ်ပုံကောင်းပဲเนาะဘာဖြစ်လို့လဲဆိုအခုခေတ်မှာ social media တွေရောเนาะဒီအပြင်လောကမှာရောလူတွေကိုဘာပဲတင်ပေးလဲဆိုတော့ distraction ပဲတင်ပေးတယ်ပြဿနာရှိလားအပျော်နဲ့ခဏလေးစိတ်မောတွေပြေအောင်လို့ပါတယ် distraction တွေပေါ့နော်အကုန်လုံးအစားအသောက်ပိုင်းအဝတ်ထည်ပိုင်းသုံးဆောင်ပစ္စည်းပိုင်းเนาะဘာမှမဆိုအကောင်လူတွေရဲ့စိတ်ကိုပြောင်းနိုင်အောင်တစ်ခုနောက်မျိုးစုံလဲထုံနိုင်ကြတယ်မျိုးစုံလဲ service မျိုးစုံ service ကုန်ပစ္စည်းမျိုးစုံအတွေ့အကြုံမျိုးစုံလူတွေကိုကိုအချိန်မပေးနိုင်အောင်ကိုယ့်ရဲ့တကယ်ကိုဘာဖြစ်နေလဲလို့သိရမလားကိုတကယ်ပြဿနာကိုမရှင်းနိုင်လားအောင်ပေးကြတာအဲ့ဒါကြောင့်အဲ့အနောက်မှာ devil ရှိရလို့လူတွေကတင်စားပြီးပြောကြတာ metaphor အနေနဲ့ပေါ့နော်တကယ်လဲရှင်းလဲရှင်းမယ်နော်နောက် metaphor အနေနဲ့ပြောကြလဲရှိ devil ကပါလဲ magnet လိုပဲပေါ့နော် magnet ပေါ့ဒီထဲကနေဂျုံမထွက်နိုင်အောင်မျိုးစုံstimulation လားလူတွေရဲ့စိတ်ကိုအပတ်မသွားအောင်နော်ကိုပြန်ပြီးတော့ကိုဘာဖြစ်နေလဲဆိုတာကိုပြန်ကြည့်ဖို့ပေါ့နော်ဖြစ်ရှင်းဖို့အချိန်မရှိအောင်အကုန်လုပ်ပေးတာနော်လူတွေကလည်းအများကြီးသွားကြပါတယ်နော်ဆိုတော့ဒီအခု social media ဖြာပြ social media တွေရောဒီအပြင်လောကတွေမှာရောဒီကိုစိတ်ညစ်နေရခုနထားရပါတော့မိသားစုအဆင်မပြေတဲ့ကလေးတွေနော်မိသားစုထဲမှာလည်းစင်မြငွေကြေးလည်းအဆင်မပြေဘာမှမဆိုအပျော်စရာဆိုတာပြောင်းနေတဲ့လူတွေချစ်ချင်းမြတ်တာဆိုတာဘာမှမသိအိမ်မှာလဲကွာရန်ဖြစ်နေရတယ်အဆင်မပြေရနော်အဲ့ဟာတွေကို escapism ဘယ်လိုယုံထွက်မလဲနော်ဆိုတော့ဘာလို့လဲရီစားထားကြတယ်ရီစားထားတယ်နော်လမ်းပြောက်တဲ့လူတွေပေါ့နော်လမ်းပြောက်တဲ့လူတွေကအများစုဖြစ်သွားရီစားထားတယ်အဲ့ကနေပြီးမှတစ်ဆက်နော်
အိမ်အောင်ပြူကြတာအများကြီးပဲနော်ဒါဘာကြောင့်လဲဆိုတော့လူတွေကတော့ပြောမှာပေါ့ဒါဟာညာနိုင်ငံမှာဖြစ်နေတဲ့ဟာဟုတ်တော့ဟုတ်ပါတယ်နော်ဒါပေမဲ့လည်းကိုဟာ you can fix it နော်ခတ်တော့ခတ်တယ်ခုနလိုမျိုးကို distraction နော်ကိုယ့်ရဲ့ဒီစိတ်မပျော်မှုတွေနော်ကိုယ့်ရဲ့တကယ်ပြဿနာတွေကိုတကယ်ပြဿနာရှိစားထားချင်တာမဟုတ်ဘူးမပျော်တဲ့နေရာကနေကိုယ့်ရဲ့ဒီတခုခုပေါ့နော်အလိုနေရာကိုခုနအလွယ်နည်းနဲ့ဖြည့်ရှင်းတာနော်စေးသုံးတဲ့လူတွေလည်းအလိုပဲအချက်တောက်တဲ့လူတွေလည်းအလိုပဲကိုရေရှည်ပေါ့နော်ကိုဘဝအတွက်ပူပြီးခက်ခဲမဲ့အရာတွေကိုရွေးလိုက်တယ်ဆိုတော့ဒါဟာကိုမှအဓိကပြဿနာရှိနေပြီเนาะဆိုအဲ့ပြဿနာကိုကိုဖြေရှင်းခြင်းပဲနဲ့ခုနလိုအလွယ်နီးရည်နဲ့အဲ့ဟာတွေအရန်အဲ့လိုလူတွေပေါ့เนาะအလွယ်နီးနဲ့ညှူနေတဲ့လူတွေနဲ့အပြိုင်ကျွန်တော်တို့တွေကပြောနိုင်ရမယ်မှားတယ်ဒါဟာဒီဟာတွေကမှားတဲ့အကြောင်းเนาะပြောနိုင်မှဆွဲခေါ်နိုင်ရမယ်ဟုတ်မယ်တော်တော်เนาะလူဆိုsocial media မှာကျွန်တော်ကတော့ social media တွေမှာဒီ YouTube ကလည်းမသုံးတဲ့အတွက်ကြောင့်မလို့နောက်ပိုင်းနေဘယ်လိုတွေဖြစ်နေမှန်းတော့ကျွန်တော်မသိတော့ဘူးเนาะကျွန်တော်ထွက်လာတဲ့အချိန်ထိကတော့တော်တော်လေးကိုမကောင်းတဲ့အရာတွေပဲပေါ့เนาะဆွဲနေတဲ့လူတွေကများတယ်เนาะလူတွေပညာပေးရဲ့လူเนาะဒီက even the influential ဖြစ်တဲ့လူတွေအနုပညာတွေပဲဖြစ်เนาะဒီထိတ်ကလူတွေကိုလုံးဝလွှမ်းမိုးနိုင်တဲ့လူတွေเนาะပြောရင်ရတဲ့လူတွေသူတို့ပြောလိုက်ရင်လူတွေနောက်ကပါလာမဲ့လူတွေကလည်းသူတို့ကောင်းကျိုးပဲသူတို့ကြည်ကြတယ်เนาะသူတို့ကောင်းကျိုးဖြစ်အနုပညာသမားတွေသူတို့ကောင်းကျိုးသူတို့ငွေရှာလို့ရမလားဘယ်ကနေကလေးတွေငယ်တွေဖြစ်ချင်တိုင်းဖြစ်ရာရီစားထားဖို့လည်းမြောက်ပေးမယ်လုပ်ဖို့လည်းအပျော်ပါအတွက်လည်းမြောက်ပေးမယ်အရတာဖို့လည်းမြောက်ပေးမယ်စိတ်ချဖို့လည်းမြောက်ပေးမယ်ဟိုလိုလုပ်ပါဒီလိုလုပ်ပါအဲ့ဟာတွေနဲ့လည်းမြောက်ပေးမယ်ဆိုပြီးအများကြီးပဲเนาะဆိုအဲ့ဝမ်းနေစရာကောင်းတယ်မှန်တော့သူတို့ရဲ့ power ပေါ့နော်သူတို့ရဲ့ status เนาะသူတို့ရဲ့နေရာပေါ့နော်ရောက်နေတဲ့နေရာကနေပြီးတော့လူငယ်တွေကိုလမ်းမှန်ရအောင်ဆွဲခေါ်ရပါတယ်เนาะလူငယ်တွေဟာဟုတ်တယ်လမ်းကိုပြောက်နေကြတာပြောက်တာအခြေအနေရအောင်လမ်းပြောက်တာဒါပေမဲ့အဲ့ဟာเนาะကိုကလမ်းပြပေးနိုင်ရမယ်เนาะအဲ့ဟာပဲဆိုတော့ခုနယောက်ျားလေးတွေเนาะကျွန်တော်ပြောရဲเนาะခုနယောက်ျားလေးတွေကအဲ့လိုပဲမိဘတွေရဲ့အချစ်ကိုရတာနေတယ်မြစ်တာတကယ်မချစ်လို့မဟုတ်ဘူးဒါပေမဲ့မိဘတွေကဘယ်လိုထင်လဲယောက်ျားလေးဆိုတာရာအဲ့လောက်ကြီးမခံစားအောင်မိန်းကလေးနဲ့မတူမိန်းကလေးတွေကကာကွယ်မယ်ဆရှာမယ်သူတို့ပို့ပြီးတော့ကျင်နာမယ်သူတို့ကနုညံ့နေဆိုပြီးထင်ပြီးတော့ပို့ပြီးတော့ဘယ်လိုခေါ်မလဲပို့ပြီးတော့ရင်းနှီးမှုပေါ့နော်မျိုးထွေးမှုပို့ရတယ်ဆိုမိန်းကလေးတွေအမျိုးသမီးကြီးเนาะပျက်စီးနေတဲ့လူတွေလမ်းမရောက်တဲ့လူရှိတာတော့ရှိတယ်ရှိတယ်ကျွန်တော်တို့ခင်မှာတော့တော်တော်ရှိတယ်ဒါပေမဲ့သူတို့တွေကပို့ပြီးကြန့်ခိုင်တယ်เนาะ spiritually advanced ပို့ဖြစ်တယ်ဘာလို့ဆိုမေတ္တာရှိခဲ့လို့မေတ္တာရခဲ့လို့เนาะဆိုတော့နောက်သူစီမှာပြောရဲတယ်သူရဲ့ပြဿနာတွေเนาะတငယ်ချင်းပဲဖြစ်အမေနဲ့ပဲဖြစ်ဒါမှမဟုတ်ဒီတခြားအမျိုးသမီးတွေနဲ့ပဲဖြစ်သူပြဿနာတွေကိုဖြေရှင်းရဲတယ်ပြောရဲတယ်เนาะဆိုတော့သူရဲ့ healing ဖြစ်တဲ့နှုံကမြင့်တယ်ယောက်ျားလေးကြတော့ရတဲ့အရင် isolated ယောက်ျားလေးတွေတော်တော်များများကြီးလာရင် they get lonely အထီးကျန်တဲ့လူတွေကျွန်မပြောတာမဟုတ်ကျွန်မလေးအထီးကျန်တယ်ဆိုတော့ခံစားချက်ကိုလေအခုချိန်ကျွန်တော်သိချမခံစားဘူးလူတွေကအထီးကျန်တယ်ပြောလိုက်လေကျွန်တော်ဘာလုပ်ပေးရမလဲမသိဘူးဖြစ်သွားတကယ်ပြောတာဟာတော့တကယ်ကျွန်တော်လည်းရှိဘူးပါတယ်ရှိတော့ရှိရယ်ကွာတစ်ခါလေးအပြင်သွားတာတယ်နော်အပြင်သွားပြီးကျွန်တော်နဲ့လည်းစကားသိပြောလို့မရတဲ့လူတွေသိရမလားကျွန်တော်နဲ့ vibe မကိုက်တဲ့လူတွေဒီဘာလဲသိရမလားကျွန်တော်စိတ်ဝင်စားတဲ့အကြောင်းတွေနဲ့အဲ့လို round crowd ပေါ့နော်အဲ့လိုမျိုးနဲ့တွေ့ရင်တော့ကျွန်တော်တခါအထီးကျန်တော့အဲ့လိုမျိုးထင်တယ်အထီးကျန်တယ်ဆိုတာခံစားရတာမျိုးရှင်ဒါပေမဲ့အဲ့လောက်ကြီးမရှိပါဘူးကျွန်တော်ဒါပေမဲ့အဲ့လိုလေးပေါ့နော်ငွေလေးခံစားရဒါပေမဲ့ဒီတိုင်းနေကျွန်တော်အထီးကျန်ဘယ်တော့မှကျွန်မအထီးကျန်လာအရန်နေဒါပေမဲ့ယောက်ျားလေးတွေစီရပေါ့နော်ကျွန်တော်ကြားရတဲ့စကားအထီးကျန်တယ်နော်ဆိုတော့အဲ့ဟာကိုပြောတာနော်တနာဖို့ကောင်းတယ်ဆိုတော့ယောက်ျားလေးတွေက spiritually advanced ဖြစ်တာဟာမိန်းကလေးတွေထက်နေတယ်ဘာကြောင့်လဲဆိုငယ်တော့မှခုနလိုမျိုးပေါ့နော်ဝင်းမားတယ်ယူဆတွေယောက်ျားလေးဆိုငယ်လေးကလေးကညာကျင့်ပေးရတယ်တို့နော်ဝမ်းမနေရတာတွေတို့ယောက်ျားဆိုကြံခိုင်ရတယ်နော်ပြီးထပ်ဆိုပြီးအဲ့လိုပြစ်ထားတာတွေနော်သူပိုင်သူတို့ကြံခိုင်စေဆိုပြီးမျိုးမှားတယ်ကလေးတွေအကုန်တူတူတွေပဲအကုန်လုံးရောတေချာရမြစ်တာနဲ့တေချာကျမ်းမာတဲ့နော်ဟာလေ
ပညာပေးကျမ်းမာတဲ့เนาะဒီဗာလဲ guidance တွေเนาะလမ်းပြမှုတွေနဲ့เนาะsupportive ဖြစ်တဲ့เนาะလူကလေးတွေကိုဒဏ်ပေးတာတွေအဲ့လိုတွေမဟုတ်ဘဲနဲ့တကယ်ကိုပညာတတ်အသိဉာဏ်ကျွယ်ဝတဲ့လူတွေစီကနေပြီးတော့လူတွေကမိဘတွေဖြစ်စေချင်တယ်ကျွန်မမိဘတွေကိုအဲ့လိုမျိုးအသိဉာဏ်အရန်မြင့်စေချင်တယ်เนาะအခုကမိဘတွေတော်တော်များများကလည်းသူတို့ရဲ့အပြင်ပပြဿနာတွေရောเนาะကြီးစားခိုးထားတဲ့လူတွေရရှိသေးတယ်ဒုက္ခခလင်းမွေးဖို့လေဟုတ်တယ်မလားကိုယ့်ရဲ့တာဝန်ကပါလဲကိုယ့်ရဲ့တကယ် role ကပါလဲအဲ့ဟာကိုပဲမလုပ်ဘူးတခြားဟာတွေပါလုပ်ချင်တယ်အရက်တောက်ချင်တယ်စေးသုံးချင်တယ်เนาะကြီးစားထားချင်တယ်အကျော်ပါးတွေဆိုတော့ဘာလို့ကလေးတွေယူသေးလဲမနားမလဲဘူးဟာကြောင့်သူတွေကိုတော်နားမလဲ focus ကိုလုံးနိုင်မယ်ကိုလုံးမယ်ဆိုပြီးရွေးချက်ထားတဲ့ဟာမှန်သမျှအောင်တကယ်အပြည့်เนาะကိုလည်းကိုဒုက္ခပေးတာမျိုးမဟုတ်ရဘူးဒီသားသမီးကိုပဲကိုကအနစ်နာခံအဲ့လိုမဟုတ်ဘူးကွာသိရမလားကိုအတွက်ကောအကုန်လုံးကိုချစ်တဲ့ဒါတွေအကုန်စင်ပြေတယ်ကျွန်တော်ပြောလိုက်ရမလို့လူတွေအဲအကြောင်းယောက်ျားလေးတွေဟာချစ်ခံမထီတာထက်ကိုကွာတို့ရဲ့ emotion တွေကိုဘယ်လို process ဘယ်လိုမျိုးကြိုက်တွဲရမှာမသိရလူတွေကဘယ်လိုခေါ်လဲကြောကြောင်နေဖြစ်လာကြီးလာတော့လူကတော့ကြီးလာတယ်သိရမလားဒီလိုမျိုးဒီအပြင်ပိုင်းအဲ့လိုပိုင်းကတော့တိုးတက်လာတယ်အထက်ကဒီ spiritual self လို့ခေါ်တာပေါ့နော်တို့ရဲ့ဒီဟာလေးကစိတ်ကလေးပေါ့နော်ဒီစိတ်ဟာလေးကဖွံ့ဖြိုးမလာဘူးနှလုံးသားတွေရောเนาะဒီဟာလေးတွေ့လိုက်တော့ဒီမှာအဲ့ဟာလေးကိုသွားမြင်သွားเนาะအပြင်မှာသွားဒီလိုဖြစ်ပေမဲ့အထဲမှာငယ်သေးတယ်เนาะငယ်သေးတယ်ဆိုတော့ okay ပြောလူတိုင်းအောင်ပြောเนาะလူတိုင်းအောင်ပြောเนาะဒီမိမကငါတီးပြီးသားအကြောင်းတွေလာပြောနေဆိုပြီးပြောတဲ့လူတွေလည်းရှိမယ်လူတိုင်းကိုမပြောဖြွားထက်အများကြီးသိတဲ့လူတွေအများကြီးသိတဲ့မိဘတွေအများကြီးရှိတယ်ဒါပေမဲ့လည်းမသိရမိဘတွေလည်းအများကြီးရှိတယ်ကဲခုစားပြောကြတယ်လို့ပြောကြပဲအဲ့ဒါကျွန်တော်ဆက်ပြောလိုက်ရမယ်ပြောချင်းတူเนาะကလေးတွေကခုနနှစ်8နှစ်လောက်ကြီးအကုန်တင်ယူရလို့ပြောပြီးပြီเนาะဆိုတော့ငယ်တုန်းကဒါပေမဲ့ကြီးလာတဲ့ခါမှာတိုးစီမှာတိုးရဲ့သိစိတ် consciousness လေးရလည်းရှိသေးတယ်เนาะကျွန်တော်တို့လိုပဲเนาะဘယ်လောက်လဲ5လား10လား10%ရှိရလေ conscious mind อ่ะเนาะပြီးရဲ့မသိစိတ်ကောလုံးဝသိလို့ subconscious อ่ะကျန်တဲ့ဟာတွေเนาะ95လည်းဖြစ်နိုင်တယ်90%လည်းဖြစ်နိုင်တယ်အဲ့ထဲမှာသင်သမျှအကုန်ရှိရဆိုကျွန်တော်တို့အုံနောက်မတုံတဲ့အချိန်เนาะ conscious mind သိစိတ်မတုံတဲ့အချိန်မှာလုံးတမျှaction တွေအကုန်လုံးမသိစိတ်ကနေလုပ်တာကိုရင်တော့ငငယ်တော့ကိုသင်ထားဟာမှန်တယ်အဲ့ချိန်မှာအကုန်လုပ်တယ်เนาะအကျင့်နေเนาะကိုတကယ်ဘာလဲအကျင့်နေဖြောက်ချင်တာတော့မှအကျင့်တွေက auto လုပ်နေရတယ်အဲ့ဟာအပိုင်းခြားကာလာသင်ယူခဲ့တာရယ်နဲ့လုံးဝဆိုင်တယ်เนาะအသိစိတ်လွတ်သွားရင်လွတ်သမျှဟာမှန်သမျှsubconscious ထဲကထွက်လာတာကြီးပဲအကျင့်နေเนาะငါမကြိုက်ဘူးဆိုပေမဲ့ဖြစ်နေတဲ့အကျင့်တွေဟာငငယ်တော့ကကို program လုပ်ထားတယ်ကိုသွင်းယူထားတယ်လူတွေကနော်လူဆိုတာအသွင်းနဲ့အသားနဲ့ထင်တယ်အားလုံးကကျွန်တော်တို့ program လုပ်ထားတာเนาะ it's like the programming the coding တွေအဲ့ဟာကြောင့်အရင် fix ဖြစ်တာအဲ့ဟာကြောင့်အရင် powerful ဖြစ်တာကျွန်တော်တို့ရဲ့အုံနောက်ကcoding နေငယ်တော့ကကိုဒီ program လုပ်ထားတဲ့အတိုင်းကိုပဲတကယ် powerful ဖြစ်တာเนาะဆိုတော့ခုနကပေါ့နော်အကယ်လို့ခုနကငငယ်တော့ကအမှားတွေသင်ခဲ့တယ်เนาะကိုပတ်ဝန်းကျင်မှာကိုမိဘတွေရဲ့အိမ်တောင်ရေအမှားတွေစိတ်တဲ့အမှားတွေယူဆအမှားတွေဘာအမှားတွေကိုပဲဖြစ်ဖြစ်ကိုဟာပြန်ပြီး reprogram လုပ်လို့ရတယ်ခက်တော့ခက်တယ်ခုနကတော့တရားထိုင်ပြီးတော့ပြန်လုပ်တာတွေအကုန်လုံးเนาะကျမ်းမာတဲ့ပတ်ဝန်းကျင်မှာဒါမှမဟုတ် deep counseling တွေတကယ် counseling စစ်မှာကိုကလည်းလိုက်လုပ်ရတယ်เนาะကျမ်းမာရဲ့လူကိုနှိုက်ကကျမ်းမာအစားအကုန်လုံးပေါ့เนาะကို self love self care ဆိုဟာပြန်ပြီး reprogram ပြန်လုပ်တာငယ်တော့ programming အဟောင်းတွေအမှားတွေ coding တွေပြန်ပြီး rewrite ဘယ်သူ program မှာပါလဲokay ကျွန်မ programming အရင်ညံ့တယ်ကျွန်မ
business ID နဲ့ကြောင်းပြီးတာဒါပေမဲ့လည်းကျွန်မအညံ့ဆုံးကprogramming ပဲဘဝထဲမှာလည်းညံ့နေငယ်တော့နော်အခုညံ့မိမဲ့လည်းကျွန်မပြန်ပြီးကျွန်မ system ကိုပြန်ပြီးတော့reprogram ပြန်လုပ်နေကျွန်မ system ကိုပြန်ပြီးတော့ကျွန်မရေးချင်တဲ့ကျွန်မသိစိတ်ကနော်ကျွန်မ consciously ထွက်လာတဲ့ဘာဖြစ်ချင်လဲဆိုတာမှန်တယ်များအောင်ကျွန်မ set conscious ကိုပြန်ပြီးတော့ coding ပြန်ပြီးတော့ရေးနေတဲ့အချိန်အချိန်မှာတခြားဟာတွေကျွန်မအစိတ်တွေများလို့မရအောင်နော်လူတွေကအချိန်ရှိရတယ်နော်ဘယ်လိုဆိုကျွန်တော်တို့ကကြောပြီးပြီမွေးလာတာเนาะဆင်းရဲဒုက္ခရောက်တဲ့ခုနလိုပဲပြဿနာတွေညာတွေမိသားစုမှာမွေးလာတာဟာဒါကိုယ့်ရဲ့ရွေးချယ်မှုမဟုတ်ဘူးကိုရွေးချယ်မှုမဟုတ်ဘူးဆိုတော့ကိုကံဒါဗုဒ္ဓဘာသာတွေဒါသိရမလားဒါပေမဲ့ကိုရွေးချယ်ပြီးရလာမဟုတ်ဒါပေမဲ့ကိုရွေးချယ်ကိုလုံနိုင်တာပါလေကိုခုန program ကိုပြန်ရေးလို့ရတယ်ခတ်တော့ခတ်တယ်ခုနလိုပဲပေါ့နော်ဒီတာယာမှုနောက်တွေ easy ပေါ့နော် distraction ဟိုလွယ်လွယ်ကူကူနောက်ကိုမလိုက်ဖဲနဲ့ reprogram ပြန်လုပ်ရတယ်အကျင့်တွေရောနော်ဆိုပြီးကိုအုံနောက်က program အသစ်ရေးပြီးသွားရင်ကိုကဘယ်နေရာသွားအသိလွတ်နေတာမှာကိုဒီ subconscious ကအကျင့်အားကိုဘယ်လိုခေါ်မလဲဘယ်လိုမပြတ်စီသွားစေဘူးသိရမလားနော်ဆိုတော့ကျွန်တော်နိုင်ငံမှာလူငယ်တွေလိုတာအဲ့ဟာပဲလူကြီးတွေလည်းလူကြီးတွေကတော့မသိဘူးreprogram လုပ်ချင်သေးလားလုပ်ချင်ရတယ်ဒါပေမဲ့လည်းလူငယ်တွေကတော့ကျွန်တော်တို့နိုင်ငံရောเนาะကမ္ဘာရောရဲ့ညာဟိုအနာဂတ်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မို့လို့လူငယ်တွေကိုတော့ပို့ပြီးတော့ program ပြန်ပြီးရေး coding တွေပြန်ရေးစေချင်တယ်အဲ့ဟာလည်းအချိန်လိုတယ်ခုနလိုမျိုးဟိုအပျော်အပါတွေပြီးနာအနှောက်အယှက်တွေကနေပြီးတော့အနှောက်အယှက်တွေကနေပြီးတော့နည်းနည်းဆွဲခေါ်ထုတ်ပြီးတော့ဖြေရတယ်အဲ့ဟာလေးကိုလူတွေကမလုံနိုင်ကြအောင်ဒီတိုင်းပဲဖြစ်ချင်ဟိုဗာလဲစီမျောဘာခေါ်လဲဟာရေစုံမျောဖြစ်တယ်ရေစုံမမျောနဲ့ရေစုံမျောရင်ကိုပဲထိမှာနော်ရေစုံမမျောနဲ့အဲ့ဟာကိုပြောချင်တယ်နော်လူတိုင်းကခုနကဘယ်လိုခေါ်မလဲဟိုထိတ်ရောက်တဲ့လူတွေဟိုထိတ်ရောက်တယ်ဆိုတာကျွန်တော်ကဘယ်လိုခေါ်မလဲအမှန်ကန်စွာပေါ့နော်တကယ်အရက် genius နော်ဟိုထိတ်ရောက်တဲ့လူတွေအားလုံးဟာသူဟာအကုန်လုံးက program coding ပြန်ရေးထားတဲ့လူတွေပဲသူရဲ့ childhood ကိုကြည့်လိုက် messed up ဒါပေမဲ့ပါလဲ yeah ပြန်ရေးထားတယ်နောက်ကျွန်မကခုနကပြောရဲကျွန်တော် programming ကျွန်တော်အရင်ညံ့တယ်ကျွန်တော် coding တပုတ်ရေးဖို့ဆိုကျွန်တော် trade ပြန်နော်တော်သေးလို့အဲ့ဟာစာမေးပွဲပေါ့နော်အဲ့လိုမျိုးကြီးမရှိဘူးဒီလိုမျိုး assignment တွေ project တွေနဲ့ပဲsubject တွေကဗာလဲ programming subject တွေကကျွန်မလုံးဝကျွန်မ programming ဆိုကျွန်မ trade ပြန်နော် logic ကတော်တော်နေတာအပြင်မှာဟိုကျွန်မဘဝထဲမှာလဲကျွန်မ logic တော်တော်နေအပြင်မှာလဲဒါကျွန်တော်သင်္ချာအရန်တော်ရနော်သင်္ချာနဲ့မဆိုင်သင်္ချာကျွန်မအရန်တော်တာကျွန်တော်သင်္ချာဆိုဒီအရန်ကြိုက်တာဘယ် subject မဆို calculus ပဲဖြစ်ဖြစ်ဘာတွေလဲအကုန်လုံးအရန်ကြိုက်တာ programming ဆိုတော့ကျွန်မချွေးပြန်တာဘာလို့ဘာကြရမှာမသိနော်အဲ့လေးပြပြရဆို okay ကဲဒီလူဆိုတော့အဲ့ကလေးတွေကခုနကပေါ့နော်ငင်ရွေးအချိန်မှာမှန်ကန်စွာချစ်ချင်းမြတ်တာရဲ့နှွေးထွေးမှုရဲ့လမ်းပြမှုရဲ့နော်အဲ့ဟာတွေပေးလိုက်ရင်သူတဘွားတော့ good to go ပဲ good to go နော်မိဘတွေတော့ပြန်ပြီးတော့ညာသင်ပေးလိုက်အောင်မယ်ဆိုအဲ့အချိန်လေးတွေပေါ့နော်တော်တော်ကို view design စံပြပေါ့နော်နေထိုင်ကြည့်မှုပြောဆိုအဓိကတော့ချစ်ပါပဲ love နော်မေတ္တာနော်သူအဲ့ကလေးတွေရှိမှကိုနှက်ကဒေါသထွက်ပြတာတွေနော်အကုန်မှအတ္တကြီးအမျိုးစုံပေါ့နော် negative ဒီ energy မှန်တယ်များသူဟာအကုန်လုံးဟိုစုပ်ယူနိုင်တယ်ဆိုတော့သူဟာဘလောက်သူ consciously ပေါ့နော်သူမှလည်း conscious mind ရှိအသိစိတ်ကျွန်တော်တို့မြင်နေရတာမှားတယ်နော်ဒီလိုလောက်တာမှားတယ်ဆိုတာအသိစိတ်ကသိနေပြီမဲ့လေအဲ့အမှားတွေသူတို့တွေဟာမသိစိတ်ကနေပြီးတော့
ကျူးလွန်တယ်ဘာကြောင့်လဲဆိုတော့ငယ်ငယ်ကတင်ယူခဲ့လို့အမှားတွေတင်ယူခဲ့လို့နော်ဆိုတော့ဟိုဘယ်လိုခေါ်မလဲတချို့ကြားပွေမလားငါငါဟာရကြလေးငါအဖေကငါအမေကိုဘယ်လိုခေါ်မလဲ abuse လုပ်တယ် ABUSC ပြောလို့ရလားမသိဘူးเนาะ abuse เนาะကိုဟိုပါလဲဟို physically เนาะ ABUSC လည်းပါမယ်เนาะ verbally ပါစက်ကနေပြော ABUSC လည်းပါမယ်ငါမိမကိုပေါ့เนาะငါရဲ့ရီစာမိမပါကြငါဘယ်တော့မှငါမလုပ်ဘူးဆိုပြီးတော့ကိုအသိစိတ်ကအဲ့လိုမျိုးဖြစ်နေမယ်လေဒီပုံစံတိုင်းပဲဖြစ်သွားတယ်ယောက်ျားတွေလူတွေတွေ့ဘူးတယ်မဟုတ်လားအေးအဲ့ဟာပဲကို subconscious ရဲ့စွမ်းအားကိုလုံးဝအထင်မသေးနဲ့เนาะကိုအသိစိတ်ကဘလောက်ထိန် subconscious ဆင်မှာကိုဟာသင်ပြီးသားဖြစ်တော့ subconscious ကမှားတာမှန်တယ်လက်မခံအောင်သူမသိဘူးသူသင်တာပဲသူသင်မဲ့သင်တယ်ဆိုတော့ကိုသူသင်ထားဟာမှန်တယ်များကိုပြန်ပြီးတော့လုံမှာပဲအသိစိတ်လွတ်တဲ့အချိန်ကြတယ်ဆိုတော့ခုနကဟိုဗာလဲမိန်းကလေးလည်းအဲ့လိုပဲငါကြီးလာရင်သူများယောက်ျားကိုငါဘယ်တော့မှမယူဘူးတို့เนาะငါအဖေဟာမြင်ငယ်ထားခဲ့တယ်ဟာကြောင့်ငါဘယ်တော့မှသူပြားရဲ့မရင်ငယ်မလှုပ်ဘူးဆိုပြီးတော့ဗာလဲမြင်ငယ်ဖြစ်သွားကြပြီလေအများကြီးပဲဘာကြောင့်လဲဒါတင်ယူလာတာဆိုတော့အဲ့ဟာပဲပြောချင်တယ်เนาะဆိုတော့မိပါလေကြက်ကိုပဒီထားကျမလည်းပဲချင်းချောက်တတ်တယ်ကဲဒီလိုအဆက်ပြတ်သွားပြီမဲ့ပြန်လာဒီလိုပြန်လာပါစကားလာပြောရလို့เนาะသူဝမ်းနဲ့ပူဆွေးငိုကြွေးနေအနောင်တတွေရနေတယ်เนาะဘာကြောင့်လဲမသိဒီမှာ picnic bag လေဒီမှာလည်း picnic bag လေအဲ့ဟာဘာကိုပြောကြလဲခဏလေးI wish I could hold you now. I will make it up to I promise. ဒီဟာရလေအကျန်းထွက်တယ်ဒီလား။ကျွန်တော်ဘယ်နှခုရေးထားလဲဆိုတော့လူတွေလည်းမြင်နေတယ်။အများကြီးဟာအဲ့ဟာတွေမထွက်ဖက်နဲ့ဘာလို့ဒီ message ဒီစာကြောင်းလေးတွေပဲထထထွက်လဲ Stuck in my heart. I love you unconditionally. နောက်ထပ်နှစ်ခုလောက် Truly madly deeply. Not a coup, no? I gonna be my girl. That's in it. Not a coup. Why are you so cold, Dobby Yabby? No, so ဒီလိုပြောချင်တဲ့စကားကတော့ဘာလဲဆိုတော့เนาะ Naira's word. So ဘာလဲဆိုတော့ဒီလူဟာအပြင်မှာဒီလူဟာ keeper of justice ပေါ့နော်ဒါဟာဥပဒေတွေမှာလည်း justice ပါတယ်ဆိုတော့ဒီလူဟာညှတတယ်လူเนาะညှတပဲလုပ်တယ်ညှတဆိုတော့ဒီလူဟာဒီအကြီးအကဲဖွဲ့စည်းခုမှာအကြီးအကဲတယောက်လည်းဖြစ်ရင်ဖြစ်မယ်เนาะယာလူရှိရဲ့လူတယောက်ဖြစ်မယ်เนาะစောင့်ကြည့်တိုင်းမှာစောင့်တွေ့မလားဥပဒေအတိုင်းစောင့်ကြည့်တိုင်းသူကလုပ်တဲ့လူဆိုတော့သူရဲ့ logical mind ရမ်းသုံးတယ်เนาะအုံနောက်ရမ်းသုံးတယ်နောက်သူညှတတာလည်းသူကကြိုက်တယ်လူမျိုးเนาะညှတာကြိုက်တယ်ဆိုတော့အဲ့ဟာနဲ့ဘာကြောင့်သူဝမ်းနေလဲဘာကြောင့်ဝမ်းနေလဲအသေးလဲကွဲတယ်သူအသေးကွဲတယ်ဆိုတဲ့အကြောင်းเนาะသူjournal ရမ်းရေး diary ရမ်းရေးလိုက်မယ်ဒီလူเนาะ Raven သူစီမှာဒီလိုလေးရှိမှထင်တယ်သူစာရေးတဲ့နေရာလေးအသေးအရန်ကွဲလာအသေးကွဲလာဆိုအရန်နာကျင်လာတယ်เนาะနာကျင်လာရင်သူအမdiary မှာရေးချတတ်မယ်ထင်တယ်เนาะဒီလိုမျိုးစပွဲလေးမှာစပွဲကသူအိပ်ရပြီးမှလည်းရှင်းI don't know ဒီလိုပုံစံလေးပေါ့เนาะဒါမှမဟုတ်သူ get away ပေါ့เนาะသူတယောက်တည်းနေတဲ့အဲ့လိုနေရာမျိုးလေးလည်းရှိမယ်အဲ့လိုနေရာမှာတခုခုပေါ့เนาะ creation တခုခုသူလုပ်တဲ့အခါကျရင်အဲ့လိုပုံစံလေး
ရေးတာတော့ဒီလိုတော်ရေးတယ်နော်ညကြလေးဖြစ်ဖြစ် main ကလေးဖြစ်ဖြစ်နော်ဆိုအချက်ခုနဖြစ်မှာပြောရဲသူအချက်တွေကစိတ်ကူးထဲမှာအချက်တွေအများကြီးရှိတယ်နော်ဒီစက်ပြပူပေါင်းလေးလို့မျိုးပဲဒီအောက်မှာငမန်းရှိတယ်ဟာဒီမှာငမန်းမှာနှစ်ကောင်ဆိုသူကလေသူစိတ်ကူးထဲမှာလေသူ Avengers နော်စွတ်စားကန်တခုစွတ်စားကန်နေလဲသူစိတ်ကူးရင်ပဲထင်တယ်နော်ဒီလိုစိတ်ကူးရင်တတ်တယ်သိလားအပြင်မှာဒီလိုမျိုးပေါ့နော်အရန်ကိုလက်တွေ့ကြတယ်အုံနောက်နဲ့ပေါ့နော်အဲ့လိုမျိုးလှုပ်တက်ပေမဲ့ပေါ့နော်သူ့မှာအဲ့စိတ်ကူးရင်တဲ့အပိုင်းလေးအသေးကွဲတဲ့အပိုင်းလေးနော်ဝမ်းထဲပူဆွေးတယ်နှောင်နှားရတဲ့အပိုင်းလေးရှိတယ်ဒါကတော့ပြောပြပြီပဲเนาะအသေးကွဲလာတယ်ပါလေဟာအခုမှမဟုတ်ဘူးငယ်လေးတဲ့ခလေးပေါ့เนาะမိဘတွေနဲ့အသေးကွဲလာတဲ့အသေးကွဲလာနေပြီးတော့ဆက်ကွဲတာပေါ့เนาะအဲ့လိုမျိုးလေးကျွန်တော်မြင်တယ်ဆိုတော့အခုမှအဲ့လိုစွတ်စားခြင်းနဲ့ပေါ့เนาะ Avengers เนาะဒီမှာကြည့်ပါဦးပင်လယ်ကြီးကိုဖြတ်ပြီးတော့ချစ်တွေလာပေးတာမျိုးမလေးကြာဒီလူတော့ကပြာရေးတတ်မယ်เนาะအရန်ဒါကပြာဆန်နဲ့ပုံစံเนาะဒီမှာစောက်လေးလည်းပါတော့ကပြာရမ်းရေးတတ်လိမ့်မယ်ဒီเนาะဆိုတော့ဒီ nine of cups ရောပါ nine of cups ဆို they think ဘာလို့စိတ်ထဲမှာပြည့်စုံခြင်းမှာ ten of cups ဒီလူကking of sword ဖြစ်တဲ့အတွက်ကြောင့်မလို့သူဟာဆရာအောင်လည်းဖြစ်နိုင်တယ်เนาะစာရီရန်ဖတ်တဲ့လူမျိုးเนาะစာရီရန်ဖတ်တဲ့လူဒါမှမဟုတ်ဥပဒေနဲ့ပတ်သက်တဲ့လူအဲ့လိုလူမျိုး doctor ဆိုတာလေဟိုဘယ်လိုက PhD doctor အဲ့လိုမျိုးတွေเนาะ thesis ရေးနေတဲ့လူတွေအဲ့လိုပုံစံမျိုးလည်းဖြစ်နိုင်တယ်ဒါတော့ကိုနဲ့ကြိုက်တဲ့ဟာယူပေါ့เนาะဆိုဒီလူမှာဒီလိုမျိုး ten of cups လေးလည်းရှိမှာเนาะကဲလို့ရှိအပြင်မှာအဲ့လိုမျိုး ten of cups ပေါ့เนาะဒီလိုမျိုးလေးမိသားစုเนาะပျော်ရွှင်စရာမိသားစုလေးရှိရင်တော့မှသူစီမဒီအပိုင်းရှိတယ်เนาะဒီလူကပျော်ခြင်းတယ်ပြည့်စုံခြင်းတယ်ဒီဘဝမှာလည်းလက်တွေ့ဘဝမှာလည်းမကဘူးအရာရာမှာသူဟာပြည့်စုံခြင်းတယ်စိတ်ပျော်ရွှင်ခြင်းအကုန်လုံးပေါ့နော်ဘတ်ပေါင်းဆိုပြီးပျော်ရွှင်ခြင်းဆိုတော့လာတဲ့ messages တွေကဘာလဲဆိုတော့ stuck in my heart and you are stuck in my heart so I will make it up to I promise ဆိုတော့သူတခုပေါ့နော်ဒါဟိုတစ်ခေါက်ကလည်းထွက်လာတယ်နော်သူပြက်ခွက်ခဲ့တဲ့အရာတွေကိုသူပြန်ပြီးတော့သူဟာပြန်အတိုးချပြီးတော့ပေါ့နော်သူဖြစ်စီပေးမယ်ဆိုတဲ့အကြောင်းလေးဒါလေးသူပြောချင်တယ်နော်ပြောချင်တယ်နော်ပင်လယ်ကြီးဖြတ်ပြီးတော့နော်ဒါတောင်ကိုကြော်ရင်မိပင်လယ်ကိုဖြတ်တာမျိုးလေးနော်အဲ့လိုမျိုးလေးလည်းရှိစမ်းနော်ဆိုတော့ I'm not courageous enough နော်ဒီလိုမျိုးတွေသူစိတ်ကူးထဲမှာအဲ့လိုမျိုးเนาะဒါတောင်ကိုကြော်မိပင်လယ်ဖြတ်တာတွေသူစိတ်ကူးထဲမှာရှိပြီအပြင်မှာတော့သူကသူ့ကိုဘယ်လိုခေါ်မလဲလို့ဖို့သူတက်တိမရှိဆိုတဲ့ပုံစံဟာသူပြောချင်တယ်ဒါပေမဲ့ချစ်တယ်တဲ့နော်အကျွဲမဲ့ချစ်ပါတယ်ဒီမှာ I love you ခဏပြောလို့ပေါ့နော်ဒီစက်ပြပူပေါင်းချစ်လာတော့မြည်တယ်မဲ့ချစ်ဆိုချစ်တယ်ဆိုတော့သူပြောချင်တယ်နော် truly madly deeply ဆိုတော့ဒါဟာအရင် spiritual connection ကြောင့်နော် the service garden ပြောင်းမျိုးကနားထောင်တော့ဘာမှမသိရိုးချစ်တဲ့ချင်းထင်တာဒါပေမဲ့ no it's very spiritual ချစ်တဲ့ပါလေနော်အဲ့ဒါနဲ့နားထောင်ကြည့်ဆိုတော့သူ့ရဲ့ခံစားချက်ပေါ့နော်ဆိုတော့ I wanna stay with you on the mountain I wanna bathe with you in the sea no man all the data I wanna are you gonna be my girl ဒီမှာ I'm trying to get your attention isn't working နဲ့ဆိုတော့ဒီလူဟာအခုလောလောဆယ်မှာသူတို့ပျော်ရွှင်နေတဲ့ပုံစံဓာတ်ပုံဖြစ်သူတင်လိုက်မယ်သူပျော်နေရပေါ့နော်I don't know ဒီလိုမျိုးမိသားစုတွေဟုတ်ချင်မှဟုတ်မယ်ပေါ့နော်တငယ်ချင်းတွေနဲ့ပဲဖြစ်เนาะသူပျော်နေတဲ့အကြောင်းသူတခုကိုမြင်အောင်ဖြစ်ပြတာဖြစ်နေမယ်ဟာသူက attention ယူတာ I'm trying to get your attention is it working hey I love
တဲ့ဆိုအကွာရီဆိုခေါ်တဲ့ attention ဟို response မလာလို့တဲ့သူပျော်နေ type ပါသူခီးသွားတာကွာတဲ့မလားနိုင်ငံအရန်ပျော်တဲ့အကြောင်းတဲ့မလားသူဘလို့ပျော်နေတဲ့အကြောင်းကိုသူရဲ့ဒီ social media မှာဗတ်တပ်ပုံနေဝေးစစတင်လိုက်တော့ကိုစီကနေပြီးတော့တစ်ခုလို့ခေါ်မလဲrespond လာဘာခေါ်လဲတုံ့ပြန်ချက်တစ်ခုကိုသူကလို့ချင်မျှော်လင့်နေတာထင်တယ်ဟာကိုကဘာမှမလုပ်လို့ထင်တယ် why are you so cold ဟဲ့နဲ့ငါမဟဲ့အားရစိုက်ထုတ်ပြီးတော့နော်ခီးသွားပုံကမှစီစေရတယ်နော်ပတ်စံနေကုန်ရတယ်မပျော်ပြရတယ်တပုတ်နေတင်ရတယ်ဟဲ့နေ့စီကဘာမှမလာပါလားဟမ်ဒီလောက်ထိတာတုံ့ပြန်ချက်ကင်းမရလားလို့ပြောအဲ့လိုဟောချင်ပါလဲဟောမယ်ဒါပေမဲ့တစ်ခုပေါ့လို့သူ attention ကို attention ရအောင်သူကတစ်ခုညှောက်နေတာမျိုးရှိတယ်လှုပ်ဖြစ်လာတဲ့ဒါပေမဲ့အလုပ်ဖြစ်တဲ့ပုံမပေါ်လို့ why are you so cold လို့ပြောတာเนาะ I wish I could hold you now နဲ့ဖတ်ထားခြင်းနဲ့เนาะဆိုတော့နော်နာရီရနေရယ်เนาะကိုကဆိုတော့အဲ့လိုတော့ရှိတယ်ဆိုတော့ကျွန်မပြောချင်တာကတော့ကျွန်မတရားမေးတယ်ကျွန်မလည်း comment တွေကိုเนาะ sorry ပါကျွန်မတကယ်เนาะမလေးမစားလောက်တာမဟုတ်ပါဘူးကျွန်မဟာ social media မသုံးတဲ့လူဆိုတဲ့အတွက်ကြောင့်မလို့ကျွန်မlive ပေါ့နော် comment တွေဖြေတာတွေလူတွေနဲ့ react လုပ်တဲ့ဟာတွေကိုကျွန်မမကြိုက်လို့မလုပ်ချင်လို့เนาะကျွန်မ social media ကိုကျွန်မမသုံးတဲ့လူဆိုတော့တစ်ခါလေကျွန်တော်နားလည်ပြီးเนาะကျွန်မတစ်ခါကျအရေးတကယ်တမ်းဟိုပေါ့နော်အချိန်တကယ်လည်းရတယ်တကယ်လည်းစိတ်ကလည်းအဲ့လိုပေါ့နော်ဖြေနိုင်တဲ့စိတ်ရှင်ကျွန်တော်ဖြေပေးမယ်เนาะဖြေပေးမယ်ဒါပေမဲ့နားလည်ပေးပါเนาะကျွန်မဒီလိုမျိုး reading တွေမှာကျွန်မတွေ့လိုက်တာလေးတွေရောရှိရယ်เนาะဆိုတော့ဒီ reading တွေမှာကျွန်မဖြေနိုင်ဖို့လည်းကျွန်မစူးစမ်းမယ်เนาะဆိုတော့အချစ်ဆိုတာရေးကြည့်လားတဲ့ကျွန်မတယောက်ကမေးရเนาะကြည့်လားဆိုတော့ခုနလိုပေါ့နော်လူတယောက်နဲ့တယောက်ကအချစ်ဆိုတာကျွန်မပြောလို့ပဲဟော်မုန်းလေးပဲเนาะဟော်မုန်းဒီအလှုပ်ရှားတွေကြီးပဲเนาะအဲ့ဟာလေးကပြေသွားနိုင်တယ်เนาะပြေသွားတဲ့ခါကျတော့လူဟာတယောက်နဲ့တယောက်မသိသလိုကြံခဲ့ကြတယ်ဟဲ့ပါကြီးလေငါတို့ကြိုက်စားဒီလိုမဟုတ်ဘူးမဟုတ်တာမဟုတ်ဒီလူကတော့ဒီလူပဲဒါပေမဲ့အဲ့ချင်းတော့ကဟော်မုန်းတွေနဲ့ကိုကအပြစ်တွေလည်းမမြင်ဘူးဘာမှမမြင်တဲ့အချိန်ကာလတစ်ခုရှိရယ်ဆိုတော့အဲ့ဟာတွေကြာသွားပြီးတဲ့အချိန်ကျရင်ကိုဟာပကတိကိုပကတိတိုင်းကင်တွယ်ရအောင်အဲ့ကြရင်ပြဿနာတွေဖြစ်ကုန်ဆိုတော့လုံနိုင်တာလူတွေကဘာဖြစ်လဲဆိုတော့ခုနဟော်မုန်းကိုမပြတ်ထွက်အောင်လုပ်တဲ့လူတွေရှင်းဆို working ပေါ့နော်ဟိုအလုပ်အများအားလုပ်နေရတယ်တယောက်နဲ့တယောက်ဒီလိုမျိုးတွေ spark မပြောက်သွားအောင်เนาะစူးစမ်းပြီးလုပ်နေတဲ့လူတွေရှိတယ်เนาะချို့လူတွေကြတော့လေဆိုတော့ဒီအိမ်နာတစ်ခုပေါ့နော်အဲ့လိုမျိုးပေါ့ romantic ဟို connection နဲ့ဝင်ပြီးဆိုရင်တော့ဟော်မုန်းတွေကတော့အရေးကြီးရပဲပေါ့ဟုတ်တယ်မလားเนาะဒါပေမဲ့ base ကတော့မေတ္တာကတော့ base ပါရတယ်เนาะတယောက်နဲ့တယောက်မေတ္တာရှိမှလည်းကိုဟာအလုပ်လုပ်ချင်တာတည်လေအောင်မေတ္တာမရှိရဲ့ဆက်နွယ်မှုတွေဆိုအများကြီးတွေ့ဘူးတယ်ကျွန်တော်ပတ်ဝန်းကျင်မှာပြောလိုက်ရင်နည်းနာတွေပဲเนาะဟိုဘက်တစ်ဖက်သားကိုလည်းရဆက်တွေပြောနိုင်တယ်နည်းနာတွေပြောနိုင်တယ်เนาะတချို့လူတွေဆိုရင်လက်တွေပါကြတယ်ပြီးရင်ပါလဲပြန်ပြီးတော့တွေ့သွားပြန်အောင်အဲ့ဟာကိုပြောပါ toxic ဆို toxicity ဆိုအဲ့ဟာပဲအဲ့ဟာကိုကတော့လက်မယားပဲနဲ့မယားရှာနဲ့သွားဆိုပြီးပြောတယ်ခံရတာကလေးတွေခံရတယ်เนาะဆိုတော့အချက်ကလိုတယ်ဒါပေမဲ့အဲ့အချက်ကိုအနောက်ကအသိဉာဏ်နဲ့မြတ်တာတွေနဲ့အနောက်ကနေပြီးတော့လာရတယ်เนาะလက်တွေ့ကြမှုတွေရောပေါ့เนาะအကုန်လုံးလိုက်ရတယ်ချက်ကလိုရတော့လိုတယ်အရေးကြီးတယ်เนาะ